တခါကဘိုက်စာနေတဲ့ကြက်တကြီးဟာစိတ်မကြီးကိုချောင်းပိတ်ဖမ်းမိသွားတဲ့သူ့ရွှေမာရင်လက်သေးတွေထုတ်ပြီးခုံအုပ်ဖို့ပြင်နေတာပါစိတ်မကြီးကမကြောက်ပဲကြက်တစ်ကိုလှမ်းဖြောလိုက်ပါတယ်မစားပါနဲ့အောင်ငါးပိုက်ထဲမှာကြက်တစ်အကောင်တရားရဲ့အယူတွေရှိတယ်စိတ်မကြီးကကြောက်ခဲတွေကိုကောက်စားပြီးကြောက်နေမိအောင်ဝါးစားပြလိုက်တယ်ကျက်တစ်ကြီးဟာစိတ်မကြီးဝါနေတဲ့ကြောက်ခဲတံကိုနားထောင်ပြီးကြောက်လန့်စာဖြူလာပြီးကြောက်ခဲဝါတံကိုအယိုးဝါတံအမှတ်နဲ့ကြောက်လန့်ပြီးခြေလန်းတွေတုံဆိုင်ထွာလာပေါ့စိတ်မကြီးကသူ့ရဲ့လှည့်စားမှုအောင်မြင်တော့မှဟုသိနေပြီအဲ့ဒီအချိန်မှာပဲစိတ်မကြီးကရုတ်တရက်អော်လိုက်တယ်ဟေးနောက်ထပ်တစ်ကောင်လာပြီဟဲ့ဒီလိုကျက်တစ်ကြီးလည်းအရန်ကြောက်သွားတာပေါ့အနောက်ကိုတောင်လှည့်မကြည့်တော့ပဲထွက်ပြေးပါတော့တယ်စိတ်မကြီးကတော့ကျက်တစ်ထွက်ပြေးသွားတာကိုကြည့်ပြီးပြုံးနေတော့တာပေါ့သူ့ရဲ့တီငိန်တဲ့ဟန်ဆောင်မှုကအလုတ်ဖြစ်သွားခဲ့ပြီတီငိန်တဲ့ဟန်ဆောင်မှုဟာဘေးအန္တရာယ်ကိုကာကွယ်ပေးနိုင်ပါတယ်ကျက်တစ်ကြီးကတော့ဘတော်မှစိတ်တွေနာမကက်ရဲတော့ဘူးစိတ်မကြီးဟာသူ့ရဲ့ညံကြောင့်အသက်ဘေးကလွတ်မြောက်သွားပါပြီတောတွေကတခြားတထဝါတွေလည်းစိတ်မကြီးရဲ့ညံကိုလေးစားသွားကြတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ဒီငိန်နဲ့ဟန်ဆောင်မှုဟာအကောင်းဆုံးလက်နက်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ဖို့မမေ့နဲ့ဘူးနော်